Angela နဲ့ဘယ်လိုမျိုးဆွဲအောင်လဲဆိုတာကိုကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုကတိတ်ပြီးတော့လည်းမကျွမ်းဘူးrun နဲ့တက်ရှင်တယ်ပေါ့ eBay ကနေပြီးတော့ကျွန်တော်တို့ mid လောက်ကိုတက်ရှင်တယ်ဆိုလို့ရှိရင် Angela အကောင်းရန်ကောင်းနေတယ်နော်အဲ့တော့ Angela နဲ့ဘယ်လိုမျိုးဆွဲအောင်လဲဆိုတာပြောပြတော့ကျွန်တော်ဆော့တဲ့ပုံစံလေးကိုပြောပြမြေဆုံးဒါလေးယူထားလိုက် Instinct range. We did it! We won! view find ယူမယ်ကပ်ပြားထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Angela ကပ်ပြားအကောင်းလောလောဆယ်ကတော့ဒီတိုင်းလေးထားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ Angela နဲ့ဆောက်မယ်ဆိုရင်ဒီ flow ကိုသွားရှာကျွန်တော်ပြမယ်ဆွဲဝဒီမှာ high ground ရဲ့အောက်ကဓာတ်နဲ့ဒီဓာတ်6စင်းနဲ့ flow ကိုကျွန်တော်တို့ဆောက်မယ် Won! ဒီဓာတ်4စင်းနဲ့ပြထားတဲ့ flow အဲ့ဒီ flow နဲ့ဆောက်မယ်ပေါ့နော် Direct my hammer. You can't run from my arrow. Yay! It's getting more lively! Angela ကကျွန်တော်တို့အရင်မိုက်တယ်ဗျဆော့ရတာ Don't အဲ့ make တော့အဲ့ flow မှာဆိုတော့ကျွန်တော်တို့ fighting ပါတယ်ဆိုတော့ fighting ကိုယူလိုက်မယ်အဲ့တော့ပတ်စံ30ပြန်ချန်လိုက်မယ် My This is arrow channel is meow. my answer. ညောက်ဆိုတော့ထားလိုက်တော့ဟုတ်ပြီတော့အားလုံးမှအရန်ပါတယ်ကောင် Angela နဲ့ဆော့ We won! အားလေးကတာမတာပဲလုံးဝဆုံးမတက်ဘူးဆိုတဲ့သူတော်မှ Angela နဲ့ဆော့လို့ရှိရင်အတာလေးပဲလုံးဝဆော့တက်သွားမယ်ဒီကတော့ဓာတ်6ခုဒီဓာတ်ပါတဲ့ hero တွေ6ခုပြအောင်ကျွန်တော်တို့စုမယ်ရောက်ဒီလိုလေးဖက်တင်ကိုသူ့မှာတက်မယ် Don't get on my bad side. ဖက်တင်မှာလောလောဆယ်တော့ဒီကောင်နဲ့တော့ထားလိုက် We did it! We won! ဒါပဲအဲ့လိုဖြစ်နေရတယ် Has anyone seen my partner? ကျွန်တော်တို့ Angela နဲ့ကင်မယ်ဆိုလို့ရှိရင် level 7ကိုတင်မယ်ဗျ level 6ဒါမှမဟုတ် level 7ပေါ့နော်အဲ့လောက်ကိုတင်လို့ဆင်ပြေတယ်အဲ့လောက်ကနေပြီးတော့ hero တွေရှာလို့ရပြီလောလောဆယ်ကတော့ hero ပေါ်လာမှပဲတခါတည်းဝယ်လိုက်တော့တိတ်ပြီးတော့မရှာနိုင်အောင်ပေါ့နော်ဓာတ်ယူလိုက် okay Get on my bad side. အဲ့တော့အခုချိန်မှာတော့မပေါ်သေးဘူးဆိုတော့ကျွန်တော်ဒီတိုင်းပဲ It's getting more lively! Weapon. လောလောဆယ်တော့အဲ့တိုင်းပဲထောက်ထားလိုက်ဒီကဒီဓာတ်တွေကိုပြီးအောင်လုပ်လို့တယ်ဖက်တင်ကိုဒီလိုက်တာပြီးတော့ဆော့ဒီဖုန်းနဲ့ဆက်နေတယ်လို့ရှိရင်တော်တော်လေးမိုက်တယ်ကျွန်တော်ဆော့ပြအောင်ခံရတယ်ဒီဘက်ကတော့နံပါတ်1ရမလားမဲဆောင်တော့နံပါတ်4ဝင်နေကြနံပါတ်4ဆိုရင်ကျေတယ်ဘင်းတူတယ်တခြားပေါ့အဲ့တော့ကျွန်တော်ကျေတက်ရှင်တဲ့သူတွေဆိုရင်ဒီ flow ကမိုက်ဆောင်ရမ်းမိုက်တယ်မိုက်ဆောင်လို့တော့မပြောဘူးပေါ့နော်ဒါပေမဲ့ရမ်းမိုက်တယ်ဆော့ရတာဝက်တော်တော်များများကနိုင်တယ်ပေါ့နော်အဲ့တော့ချုံးတဲ့ဘက်ကတိတ်မရှိဘူးဒီ flow နဲ့ဆော့နေဆိုလို့ဆိုဒီတိုင်းပဲလွှတ်ထားလိုက်အဲ့တော့ကျွန်တော်တို့ hero တွေဘာ hero တွေဆွမ်းမှမသိရင်စောနာကကျွန်တော်ပြတယ်လို့မျိုးပဲအဲ့ဒီမှာဒီအပေါ်ကခေါင်းလေးကိုနှိပ်ပြီးတော့ဒီနေရာကိုသွားဒီအောက်ဆောင်နေရာကိုနှိပ်လို့ရှိရင် Angela ဆိုရင် Angela နှိပ်ပြီးတော့ဆက်တင်ပြီးတော့ခုနဓာတ်နဲ့ flow ကိုသွားချပြီးတော့ဆော့ရအောင်လို့ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဆော့ရမယ့် hero တွေကိုသူ့အတူ auto ဒီမှာလက်မလေးပြထားတယ်အဲ့ဒါလေးကိုယူပြီးတော့ဆော့ရအောင်ဒါလုံးဝဆော့မတက်တဲ့သူတွေပြောတာပေါ့အဲ့တော့လောလောလေးနဲ့ကျွန်တော်ရှင်းနေရတယ်
ဒါလည်းမီးတောင်းနေမီးတောင်းနေဒါလည်းကျွန်တော်ကြည့်လိုက်မယ်ကျွန်တော်လိုမျိုးဓာတ်နဲ့ဆောတဲ့ကောင်တွေရှိလားရှိတယ်ဓာတ်ရှာနေတဲ့ကောင်တွေရှိတယ်ရှိတယ်ဆိုတော့ It is time for the Yay! Capricorn to It's shine. getting more ဒီမှာကပ်ပြ lively. မှာရှီဒန်ဟီရိုတွေဟာတဲ့ HP 95ရမယ်ရှီဒန်ဟီရိုတွေ HP 95ဆိုတဲ့ဟာစိတ်ဝင်စားတယ်အဲ့ဒီဟာထည့်လိုက်မယ်ဘာလို့ကျွန်တော်ဟီရိုတွေကဓာတ်တွေပဲဆိုတော့ရှီဒန်မှာပဲအကုန်လုံးထားမှာဆို Mine to conquer. We did it! We won! ဒါပဲဖယ်ဒင်းကိုထည့်မယ်ဖယ်ဒင်းကိုထည့်ပြီးဖယ်ဒင်းနဲ့ရိုက်ခိုင်းမယ် level 7ကိုတင်လိုက်မယ်ကျွန်တော်ကပုံမှန်ဆိုရင်တော့အခုချိန်မှာရှာလို့ရပြီဟီရိုတွေရှာမယ်ဆိုရင် fading ကိုအဓိကရှာလို့ရပြီဒါပေမဲ့ကျွန်တော်ကတော့ level 9ကိုရအောင်အရင်တင်အောင်မယ်ပေါ့ level 9ကိုရောက်မှပဲဟီရိုရှာတော့ဒီနေ့ရတော့ခုချိန်ရှာပြီပြဒီစိတ်တွေခုချိန်ရှာပြီးတော့ဟုတ်တယ်ကျွန်တော်ဆုံးနေပေါ့နော် okay ပြီးရှုံးလိုက် Yay! Okay, level connectကို It's တင်ပြီး getting တော့ more lively. စပြီးတော့ရှာတော့လို့ဆယ်20ချမ်းမယ်ဆိုတော့ဂျက်တန်ဟီရိုတွေဒါလေးပဲထည့်လိုက်တယ် ဒီကိန်းကြီးစပြီးတော့ကျွန်တော်ဖက်ဒင်းဒီက3ရက်တန်ဟီရိုတွေရှာလို့ရှာလို့ရှိ3ရက်တန်ဟီရိုတွေနဲ့ကျွန်တော်ကျန်းနေတယ်ဒီကလာကောင်းပြီးတော့ We did it! We won! အဲ့တော့လှုပ်ရှားတော့ရပြီကျွန်တော်တို့ပတ်စံရဖို့ပဲကြံတယ်မဘိုးရဖို့ပဲကြံတယ်ဘိုးရပြီဆိုလို့ရှိရင်တော့စပြီးတော့ဟီရိုရှာတော့မယ်ပေါ့နော် How can I go back? ဒီကောင်ရတယ်ဆိုတော့6ခုဒီကောင်ကိုဖြစ်မယ်လို့ဆိုရင်ဒီကောင်လေးကိုထည့်ထားလိုက်မယ်ဒါရတယ်ဆိုတော့ဆိုဒါလေးနဲ့လဲထားလိုက်မယ်ဒါမျိုး Let me show Okay. them the power of the Zodiac. 我自己让我这样的。ကျွန်တော်တော့ဒါမနိုင်ဘူး We won! ဒါပဲအခုရှင်နေစပြီးတော့လှုပ်ရှားတော့မှာပေါ့ကဲဘာလေးရမလဲဒါဒီများလေးမှာတွားပြီးတော့နှောက်ရှက်လိုက်မယ်ပတ်စံဒီများလေးတွားပြီးတော့နှောက်ရှက်လိုက်မယ်အဲ့လိုနှောက်ရှက်နေရပြီထင်တာဒီကောင်ကြီးယူလိုက်မယ်ဒီလက်သေးဟာကျွန်မနဲ့အဲ့ကောင်းတာပဲဒီကောင်ယူလိုက်မယ်ဒီကောင်ယူလိုက်ဒါဆိုတော့ okay ပါ All stars are mine to conquer. ရှာကြမ်း Guided by the stars. သူလက်မလေးလာပြတဲ့ဟီးရိုတွေအကုန်သားယူလိုက်ပြီးပြီဒါဆိုတော့ရှင်းမယ်ဒါပေမဲ့သူလက်မပြထားတဲ့ဟီးရိုတွေဒါဆိုရင်အကုန်လုံးဒါကျွန်တော်ဝယ်လိုက်ပါတော့အဲ့ဒါ okay ဝါလိုက်အဲ့ဒါဆိုရင်ဒါ6စင်းပြီးသွားပြီ blazing ကိုဓာတ်ကိုပဲပေးလိုက်ဒါဆိုရင် okay ဝါပြီကျန်းနေဒီဟုတ်နေဒီတော့တော့
ရတဲ့လောက်တာဓာတ်တွေရတဲ့လောက်တာရှာလိုက်ငါကြတဲ့ဟီးရိုးတွေလာပေးဟေးငါမလို့ရင်ဆိုတင်ရပြီဒီကကျွန်တော်ဆော့ပြမှာအဲ့တိုင်းပဲဆော့ပြမှာဖြစ်တဲ့အတွက်ကျွန်တော်ကျန်တဲ့ဟီးရိုးတွေမီတော့ဘူးလားဘိန်းတွေလာပေးတယ်မလို့ရင်လာပေးတယ်လူတဲ့ခါကျရင်လာမပေးတော့ဘူးဖက်တွင်းက14ကောင်ကြံပေးတယ်ဒီကဖက်တွင်း3စက်တာဆုံးတယ်ဒါပဲအဲ့လိုဖြစ်နေရမှာငါကောင်ကြီးအဲ့လိုဖြစ်နေရ Everything will come to an end. အဲ့ကျွန်တော်ဒီပွဲကနံပါတ်4လောက်ပဲရမှာလား3ပဲရမှာလား2ပဲရမှာလား1ပဲရမှာဆိုတော့ကျွန်တော်ကြည့်ရမှာပေါ့ဟာညောင်ဘာယူရမှမသိတော့ငါ level 9ပဲပြီးပြီမလို့ရင်အဲ့လိုမျိုးတွေပောက်ပြရတယ်လာပေးရပါအဲ့တော့ကပ်ပြတွေက4ခုတဲ့ငါလိုတာ3ခုတွေကွာ3ခုဟီးရိုးလိုတာဒီမှာလည်း level 8ကိုတင်ပြီးတော့မှငါ level 9မှာပဲထမ်းမယ်ငါ sorry flow ကအဲ့တော့ဒီကပ်ပြတွေကငါအတွက်3ဝင်နဲ့ကပ်ပြလို့တော့ပြောလို့ရတယ်ဟို4ခုဟီးရိုးကလည်းငါမလို့ရင်ပေါ့ဟုတ်ဖြစ်ရှင်တော့အဲ့လိုမျိုးတွေလာပေးရပေါ့သူတို့ဒါနဲ့ဂျင်းထဲတာငါ့ဒီတော့ဟုတ်တယ်ကွာသုံးချက်တန်ဟီးရိုးတွေရတော့ယူဟောဒါကြီးကိုကူဖာထည့်လိုက်မှာပေါ့ဖက်တွင်းတစ်ချက်ရိုက်လိုက်တာကောင်ကြောက်ဒါပဲဒီလိုမျိုးဖြစ်နေတာ It is time အဲ့တော့ရတဲ့လောက်ယူမယ်ကျွန်တော်တို့ဓာဟီရိုးတွေရတဲ့လောက်ယူမယ်ကျွန်တော်မခက်ဘူးတော့လောလောလေးပဲဆော့မတက်တဲ့သူတော့လုံးဝဆော့တတ်သွားအောင်ဒီလိုမျိုးဆော့လိုက်လို့ရှိရင်လုံးဝကျွန်တော်တို့ကကိုကလည်းဆော့လို့မကျွမ်းဘူးသူများကြီးကအရန်ကျန်းတဲ့ကောင်တွေမျိုးပဲတွေ့နေတယ်ကိုကြေလဲတက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုဆော့တဲ့ပုံစံကအရန်မိုက်တယ် Death was but the first of my conquests.ကျွန်တော်တို့ဖင်ရမှာဖြစ်တဲ့အတွက်ဒီပြောတဲ့အတိုင်းမယူဘူးပေါ့ကျွန်တော်နည်းနည်းဖင်ရမှာနည်းနည်းဖင်ရမှာဆိုတော့ We did it! We won! okay good fla A true knight ကျွန်တော်နည်းနည်းဖင်ရလိုက်မှာပေါ့ဘယ်လိုမျိုးဖင်ရမလဲဆိုတာတော့စောင့်ကြည့်လိုက်ပေါ့အဲ့တော့ဒီကောင်ကိုဒီလိုမျိုးထုတ်လိုက်မယ်အဲ့ဒါနဲ့လဲလဲမယ်သူပြောတဲ့အတိုင်းကျွန်တော်မလုပ်တော့ဘူးပေါ့နော်ဒါမျိုးလေးကျွန်တော်ပြောလိုက်မယ်နည်းနည်းလေးဖင်ရလိုက်တာပေါ့နော်အဲ့တော့မိတ်ဆွေတို့လည်းကိုစင်ပြေလို့ဆော့လို့ရတယ်အဓိကတော့ဓာတ်6ခုဓာတ်6ခုနဲ့ဆော့ဖို့အဓိက okay လာပေးဟေးလာပေးရင်တော့ယူရပါတော့ must fight to have died in this one city. ဟာယုံအာဖရာတကောင်ဘယ်သူမှမြင်ငါယူမယ်ကွာဟီရိုတင်နေဟာလည်းမြင်ငါယူမယ်ညီမတော့အာဖရာယူလိုက်မှာဟာယုံကြီးငါယူလို့မရပါလားငါလည်းဟာဒါပဲယူလိုက်
အဲ့ဒီကောင်အာဖာထက်မယ်ပြီးရ Death is never the end. ကျန်ကောက်ပြီးတော့ထက်မယ်ရော့ဒါပဲဟာနေဟာဟဲ့ရော Don't make this harder on yourself. လူတက်ကိုလည်းလိုချင်တယ်ပေါ့နော်ဟောလိုချင်တယ်ဆိုပေမဲ့လည်းပဲကျွန်တော်တို့ယူမမရတော့ဖြစ်လိုက်ရတော့အဲ့တော့ဒီမှာပိတ်နေပြီဟီရိုတွေကပိတ်နေအဒီကတော့3ရက်တန်ဒီကချမှာ3ရက်တန်နည်းနည်းကျန်းတယ်3ရက်တန်တော့လည်းအရင်က3ရက်တန်ဒီကကျန်းခိုင်းနေ Did it! We're flying! ဒါပဲအဲ့တော့ခုချိန်မှာတော့တေချာလေးနံပါတ်4တော့ရောက်လာပြီပေါ့နော်နံပါတ်4ရတော့ရောက်လာပြီကျွန်တော်တို့နံပါတ်3များရအောင်မလားနံပါတ်2တွေများရအောင်မလားဆိုတာတော့အဲ့တော့လုံးဝဆွတ်မတက်ဘူးဆိုတဲ့သူတော့မှလုံးဝဆွတ်တက်သွားမှာဒီကိုကတော့ကျွန်တော်3စတာပြီးတော့မယ်မယူသေးဘူး2စတာပြီးတော့မယ်မယူသေးဘူးဘာလို့လဲဆိုတော့ဒီမှာပတ်စံမလောက်လို့ပေါ့ပတ်စံအများကြီးပဲဘာလို့မြူလဲဆိုတော့ပတ်စံ20ချမ်းရမယ်ဒါဆိုရင်သူကတိုးလေးကြရတယ်ပေါ့အဲ့တော့နည်းနည်းလေးတာတာပေါ့ရှိလို့ရှာတာနည်းနည်းလွယ်တာပေါ့ကျွန်တော်တို့လောလောဆယ်ကတော့4ယောက်ပဲကျွန်တော်တို့တေချာတယ်ကျွန်တော်နိုင်သွားပြီပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကျေတင်နေတဲ့သူတွေတော့တေချာပေါ့သူဘာကြလားမဖြစ်ဘူးလို့ဆိုလိုက်ရအဲ့တော့ကျွန်တော်ဘယ်လောက်ကြည့်ရမလဲဆိုတော့ကျွန်တော်ကြည့်ရမယ်ဒါပဲရိုက်တက်ပြလိုက်ဟုတ်အဲ့လင်းကိုရိုက်တက်ပြလိုက်ဟုတ်ဒါပဲ We're flying! I stand for the Empire. A true hero has come to help. အဲ့တော့ပြီးတော့ချောင်းကြည့်လိုက်မယ်သူတို့ကဘာတွေနဲ့စောင့်နေလဲဆိုတာ Must be ဒီကောင်လဲဆော့လောက်ကိုစုနေတာ Target ဒီကောင်လူနော့3စက်တာပြီးတော့မယ်ပေါ့နော်အိုဒက်ဒီကောင်အိုဒက်3စက်တာပြီးတော့မယ်ဒီကောင်ဘာဆော့နေလဲဆိုတော့ဒီကောင်မှာကတော့5ချက်တန်မရှိသေးဘူးဒီကောင်ကလင်းအဓိကတော့ကျွန်တော်အိုဒက်ကိုပိတ်လိုက်ရမယ်ဒီနေရာမှာအိုဒက်ကိုကျွန်တော်ပိတ်လိုက်ရမယ်အိုဒက်တွေ့လို့ရှိရင် Flying! ဘာလို့ဆိုတော့3စက်တာပြီးတော့မယ် shine for the living. လူနော့ကဟိုနှစ်ကောင်ဆော့တယ်ဆိုတော့လူနော့3စက်တာပေးမပြီးတော့ဘူးပါတော့ရတော့ငါယူထားလိုက်မယ်ကိုကောင်ရေမပြီးတော့လောက်မပြီးတော့ဘူးပေါ့တော့ကျွန်တော်ခင်ရထားမှရအဲ့ဒါမဲ့ပြည့်သွားသေးတယ်ဒီလို file ထည့်လိုက်မယ်ဒါမဲ့ရအောင်လားဆိုတာကြည့်ရအောင်လူနော့3စက်တာနဲ့ဟုတ်လားဟုတ်တယ်လူနော့3စက်တာနဲ့ဆိုလူနော့3စက်တာဆိုကျွန်တော်မနိုင်တော့တော့ဘူးဒီရဒါမဲ့ကျွန်တော်နံပါတ်ဟိုဒါလောက်တော့နံပါတ်3လောက်တော့ရအောင်နံပါတ်3တော့ရပြီနံပါတ်2ရအောင်လားနံပါတ်2ရအောင် I stand for the Empire. ဟိုဒက်3စက်တာပြီလားဟုတ်တယ်ဟိုဒက်3စက်တာပြီတော့အဲ့တော့ order လည်းမတွေ့ဘူးပေါ့နော်ကျွန်တော် shop မှာတွေ့ရင်ယူထားမလို့နာမတွေ့လို့ဒီကောင်ကရောဒီကောင်မှာဘာမှမရှိဘူးဆိုတော့ဒီကောင်ကိုကျွန်တော်နံပါတ်2ကတော့ရလောက်တယ်ပေါ့နော်အခီးတွေလောင်ပြီးတော့ညှို့လူမမလို့တော့ကြောင်းပါဖက်တင်ဒီကောင်မနိုင်တော့ဒီကောင်ကိုကျွန်တော်နိုင် I stand for the Empire. လူရော In this wonderful city. We are the shield of the people. ဖက်တင်ရှာရဖက်တင်10ကောင်ပြန်ပြီး ဘယ်လိုဆက်တော့တရားနံပါတ်3ကတော့ရလိုက်ပြီ။ကန်တော့ကျွန်တော်
ကန်ကောင်းတဲ့ပွဲတွေဆိုလို့ရှိရင်ဟိုလာလို့ရတယ်နံပါတ်2ရပြီပြချတယ်နံပါတ်2အဲ့တော့ဟိုကောင်ကတော့ကျွန်တော်မနိုင်တော့ဘူးရှုံးပေးလိုက်တော့မှာပေါ့ Don't make me get serious. ဟိုကောင်ကတော့ကျွန်တော်မနိုင်တော့ဘူးအဲ့တော့မနိုင်တော့ဆိုတော့တေချတယ်နံပါတ်2ရသွားပြီအဲ့တော့2ယောက်ပဲရှိပြီဆိုတော့ရှုံးပေးလိုက်တော့မှာဘာလို့ဆိုတော့သူ့မနိုင်တော့သူ့မှာ order 3 setter ရှိတယ်လူတော့3 setter ရှိတယ်ဒါပဲအဲ့တော့အဲ့လိုမျိုးလေးကိုကလုံးဝဆုံးမတော့ဘူးဆိုရင်အဲ့လိုမျိုးလေးဆော့ပြီးတော့ကျွန်တော်တို့လုံးဝကျေဘူးတင်လို့ရတယ်ဒါဆိုရင်ကျေလို့လေးတက်သွားမှာပေါ့